အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်မယ်တော့ကြာလိုင်းမှာဖြစ်ပါတယ်ကျွန်တော်1/4လေးပေါ့နော်အရှိမကျွန်တော်ခြေတန်းကြားတယ်ကျွန်တော်နှိပ်ကင်တယ်ကျွန်တော်နှိပ်နဲ့ထုတယ်အော်တော့တယ်အပါကွန်မလို့ဆိုတော့ကျွန်တော်တက်တယ်တက်တဲ့အချိန်မှာအရှိအိမ်ထဲမှာခြေတန်းကြားတယ်ဒါပေမဲ့ကျွန်တော်ခဏပြီးတော့အပေါ်ကောင်အပါကွန်မလို့ကျွန်တော်တက်ဖြစ်တယ်ဒီလိုမရဘူးကျန်တဲ့အားက3ကောင်ကျန်နေတယ်ဒီကောင်တက်လာမှကျကျွန်တော်ဆောက်ဖြစ်တယ်ဒီကောင်တော့တယ်ကျွန်တော်ထားတဲ့ပါခေါ်တယ်နောက်တစ်ကောင်အပါခုံလို့ကျွန်တော်ဆောက်ဖြစ်တယ်ဆောက်ချင်မှကောင်တက်လာတယ်ဟောတော့တယ်ပါခေါ်တဲ့ထပ်ပြီးတော့နောက်တစ်ကောင်ကျန်နေတယ်ဒီလိုပဲကျွန်တော်ဆောက်ပြီးဖြစ်တယ်ဆောက်ဖြစ်တယ်ဒါပေမဲ့ဒီကောင်လည်းကျွန်တော်နေတဲ့နေရာကိုတိတာဗျာဒါလည်းကျွန်တော်မထွက်ဘူးကျွန်တော်ဆောက်ဖြစ်တယ်ဆောက်ဖြစ်တဲ့အချိန်မှာဒီကောင်တော့တယ်ဒါတော့ကျွန်တော်ရဲ့1/4လေးပဲဖြစ်ပါလိမ့်ခင်ဗျာ